Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမကမမစီချက်လေးလှုပ်ရှားမှာဖြစ်ပါတယ်ရှင်လာကုန်ပြီးကလေးကဈေးကမသွားရဘူးပေါ့နော်ကျမတို့လာက3ရက်နေမှထွက်တယ်ဆိုတော့ညတော့ကသွားမယ်လို့ပြောတာအစည်းအဝေးလုပ်လိုက်တဲ့ခါကျတော့မသွားရတော့ဘူးပေါ့နော်အဲဒါကြောင့်မလို့စီးစာလေးနဲ့ပဲရင်စားလိုက်ပါတယ်မမလို့ပြောတာကတကယ်တော့မမတော့မဟုတ်ပေါ့နော်ခောက်ဆွဲပေါ့နော်စီချက်ခောက်ဆွဲသူရဲ့ရတာကမြန်မာနိုင်ငံမှာရောင်းတဲ့စီချက်ခောက်ဆွဲလိုမျိုးပဲပေါ့နော်စားလို့အရင်ကောင်းပါတယ်ရှင်အဲ့ဒီခောက်ဆွဲနာမည်ကဘယ်လိုခေါ်လဲတော့ကျွန်မလည်းမခေါ်တတ်ဘူးပေါ့နော်ထိုင်းစာရေးထားတာကဗမီဟန်းလို့ပဲရေးထားတာပေါ့နော်သူရဲ့ရတာကမြန်မာပြည်ကစီချက်ခောက်ဆွဲလိုမျိုးတပုံစံနဲ့ရှေ့စားလို့အရင်ကောင်းတယ်ရှင်မြန်မာပြည်ကစီချက်လေးလွှမ်းနေသူဆိုရင်ဒီမမလေးပဲစားကြည့်မယ်စားလို့အရင်ကောင်းပါတယ်ခောက်ဆွဲကိုကျွန်မကနှစ်ထုပ်ပြုတ်လိုက်တာပေါ့နော်တစ်ထုပ်ကစားလို့မလောက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်မနှစ်ထုပ်ပြုတ်လိုက်ပါတယ်ကျွန်မကနည်းနည်းလေးအစာကြီးတာပေါ့နော်အဲ့ဒါကြောင့်မလို့မပိန်နိုင်တာနှစ်ထုပ်မှစားလို့ဝါတာပေါ့နော်မမစီချက်ခောက်ဆွဲနဲ့တွေ့စားဖို့ကျွန်မကဆိုင်ရှိမှာရောင်းတဲ့စက်သားကင်လေးတော့ဝယ်ခဲ့ရပါတော့စက်သားကလည်းစီကြီးလိုက်တာတကူ90တောင်ပေးရတာပေါ့နော်စားစရာမရှိတော့လဲတော့ဝယ်စားရပါတယ်ပေါ့နော်စီကြီးပေမဲ့စားစရာမရှိတဲ့ခါကျတော့ဝယ်စားရပါတယ်ရှင်အခုတော့ကျွန်မကဟင်းတွေပါတွေတက်ပြီးတော့မရှက်ပြရတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စငင်းစရာလေးတွေလည်းရှိတယ်နောက်ပြီးတော့အရှိန်လည်းတက်ပြီးမရှိတာရေပေါ့နော်အဲ့ဒါကြောင့်မို့ဟင်းတွေတက်ပြီးတော့မရှက်ပြဖြစ်တော့ဘူးပေါ့နော်တကယ်တော့ထူးထူးဆန်းဆန်းဟင်းတွေရှက်ပြချင်တာပေါ့နော်ဒါပေမဲ့ကိုကအရှိန်မရတာကြောင့်မလို့ပေါ့နော်အဲ့ဒါရတဲ့အရှိန်နဲ့လွယ်ကူမြန်ဆန်တဲ့ဟင်းတွေပဲရှက်ပြရတာပေါ့နော်နောက်ကျရဲ့အရှိန်လေးမများရရင်ပေါ့နော်ကျွန်မကထူဆန်းတဲ့ဟင်းတွေကိုရှက်ပြပါမယ်ရှင်ဟင်းရှက်စရာဆိုရင်ကိုတက်ထားတဲ့နည်းတွေကအများကြီးရှိတာပေါ့နော်ဒါပေမဲ့ကိုကအရှိန်မရတဲ့အတွက်ကြောင့်မလို့မရှက်ရဘူးကဲအခုတော့မမစီချက်လေးရရပေါ့နော်မမခောက်ဆွဲစီချက်လေးရပါပြီရှင်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဘိုင်ဘိုင်စားကြပါဦးရှင်ကျမရဲ့ blog ကထုံးစံအတိုင်းအတမျိုးစုံနဲ့ကြုတ်ခုံနေပါတယ်ရှင်